အားလုံးပဲမင်္ဂလာပါကျွန်တော်လွင်မိုး YouTube channel ကနေပြီးတော့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ကမ္ဘာပါဆုံးဖုန်းတစ်လုံးကိုမိတ်ဆက်ပေးပါမှာဖြစ်ပါတယ်ကျွန်တော်ပထမဆုံးချက်အနေနဲ့ Tecno ရဲ့ Power Slim 5G ကကျွန်တော်တို့တော်တော်လေးပါပြီးတော့ပေါ့ထဲမှာပါတယ်လက်ရှိထဲမှာခံကြည့်ရတဲ့လောက်ကတော့ hand feeling ကတော်တော်လေးမိုက်တယ်တော်တော်လေးကန်လုံကောင်းတယ်အဲ့ဒီမှာသူ့ရဲ့ design ပိုင်းမှာဆိုလို့ရှိရင်လည်းကျွန်တော်ပုံမှန်လိုမျိုးကင်မရာကိုထားထားပဲနဲ့ဒီလိုပုံစံလေးထားပေးရတဲ့အတွက်ကြောင့်မလို့ကျွန်တော်မြင်ရတဲ့အမြင်ရလည်းတော်တော်လေးစမ်းနေတယ်မှာပါတယ်ကျွန်တော် Tecno ရဲ့ Power Slim 5G မှာဆိုလို့ရှိရင်အရင်မိုက်တဲ့ function လေးတစ်ခုပါတယ်အဲ့ဒါလေးကကြတော့ကျွန်တော်ဒီလို Moonlight effect လေးပေါ့ကျွန်တော်ကြောက်ကျွန်တော်တို့ဇုံတွေကဖုန်းခေါ်တဲ့အခါတွေကျွန်တော်စာပို့တဲ့အခါမှာဆိုလို့ရှိရင်ရေးလိမ့်ပေးတယ်အဲ့ဒီမှာလူကြီးမင်းတို့အနေနဲ့ဒီလိုပါးတဲ့ဖုန်းတစ်လုံးကိုကျွန်တော်တို့လိုချင်တယ်ဝယ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော် iPhone မှာပဲထားပါတော့ကျွန်တော်ဈေးကြီးပေးရတယ်ဈေးအများကြီးသုံးရတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ brand ကိုမကြည့်ဘဲနဲ့ performance ပိုင်းနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ Tecno ရဲ့ Power Slim 5G ကကျွန်တော်ပေးရတဲ့ဈေးနဲ့ပြတဲ့ quality တော်တော်လေးကို price to performance ဆန်တယ်။အဲ့ဒီမှာ display ပိုင်းမှာဆိုလို့ရှိရင်လည်းကျွန်တော်ဒီကောင်လေးကကျွန်တော် 3D Can AMOLED display ကိုမှ 1.5K resolution ကိုသုံးမိရတယ်။မှန်သားပိုင်းမှာဆိုလို့ရှိရင်လည်း Corning Gorilla Generation 7 အောင်သုံးမိရတဲ့အတွက်ကျွန်တော်တို့တောင်လွတ်ကြတဲ့ဒဏ်တွေဆိုလို့ရှိရင်တော့အချမ်း brand လေးခံတယ်။အဲ့ဒီမှာ IP rating အနေနဲ့ဆိုလို့ရှိရင်လည်း IP64 ဓာတ်ဆန် water resistant ကိုသုံးမိရတဲ့အတွက်ဖုန်တန်သေးတံပြင်မှာကျွန်တော်ရေးဆိုတဲ့နေရာခံနိုင်တယ်။ကျွန်တော် CPU ဘိုင်းမှာဆိုလို့ရှိရင်လည်း Dimensity ရဲ့6400 5G CPU ကိုသုံးမိထားတယ်။အဲ့ဒီမှာ RAM ဆိုလို့ရှိရင် 8GB နဲ့ရမယ်။ memory ဆိုလို့ရှိရင် 256GB နဲ့ရမယ်။ Battery mAh ဘိုင်းမှာဆိုလို့ရှိရင်လည်း9160ကိုမှအရန်ပါတယ်။အပြည့်တင်တဲ့အခါမှာဆိုလို့ရှိရင်လည်း 45W fast charging နဲ့ဆိုတော့ကျွန်တော်အနေနဲ့အချိန်ကြာကြီးအားသွင်းနေကြမလို့။ဒါကြောင့်ကျွန်တော်ဒီနေ့က daily use သုံးတဲ့လူတွေ၊လုပ်ငန်းပိုင်းသုံးတဲ့လူတွေ social သုံးတဲ့လူတွေ gaming ပိုင်းသုံးတဲ့လူတွေဆိုလို့ရှိရင်တော့ကျွန်တော် Tecno ရဲ့ Power Slim 5G ကအရန်ကိုအဆင်ပြေတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးအတွက်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ထပ် model တွေထွက်တိုင်းနောက်ထပ် model တွေကိုလည်းမိတ်ဆက်ပေးပါမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ remote YouTube channel လေးကို like and subscribe လုပ်ပါပေးဖို့တောင်းဆိုချင်ပါတယ်ဗျ